trend ပြနေတဲ့ဒီအကတွေက butterfly 6ကောက်ကွက်ကိုလွယ်လွယ်နဲ့ကလို့ရအောင်သင်ပေးမယ် let's go ဒါ left ဒါ right ပထမဆုံးညာဘက်6ကိုမြောက်မယ်မြောက်ရင်းနဲ့ဘယ်ဘက်ကိုခုံမယ်ရွှိအဲ့ဒါပြီးသားရင်ဒီမြောက်ထားတဲ့6ကိုအရှိကိုနင်းလိုက်မယ်အဲ့ဒါပြီးရင်လှည့်မယ်ပြန်လုပ်ကြည့်မယ်နော်ပထမဆုံးညာဘက်6ကိုမြောက်ပြီးတော့ဘယ်ဘက်ကိုခုံမယ်ရွှိပြီးရင်အရှိကိုဖနှောင်လေးနဲ့နင်းချပြီးညာဘက်ကိုလှည့်နော်ဘေးကနေကြည့်မယ်ဆိုရင်ခုံမယ်အရှိကိုဖနှောင်နဲ့နင်းမယ်လှည့်မယ်နောက်ဆုံးတစ်ခေါက်ပြန်လုပ်ကြည့်မယ်ခုံမယ်အရှိကိုနင်းမယ်ပြီးရင်လှည့်မယ်အဲ့ဒါရသွားရင်ဒီလှည့်တဲ့အချိန်မှာဒီအနောက်က6ကိုအထဲကိုကတ်လိုက်တစ်ခေါက်ပြန်လုပ်ကြည့်မယ်နော်အစနင်းထားတယ်နင်းထားတာကိုမှဒီ6အပြင်ကိုလှည့်တဲ့အချိန်မှာဒီအနောက်က6ကအထဲကိုလာကတ်အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ပထမဆုံးကခုံမယ်နင်းမယ်ပြီးလှည့်တဲ့အချိန်မှာလှည့်ရင်းနဲ့ကတ်မယ်ခုံမယ်နင်းမယ်လှည့်ကတ်မယ်ခုံမယ်နင်းမယ်လှည့်ကတ်မယ်ဘာဆက်ပြောမှမသိတော့လို့စဉ်းစားနေတာပါအဲ့ဒါရသွားရင်ခုံတာနဲ့နင်းတာကိုနှစ်ကွက်ကိုတစ်ခါတည်းပေါင်းလိုက်မယ်ခုံနင်းเนาะအစကကြတော့ခုံပြီးမှနင်းတာဒီခါကျတော့ခုံတာနဲ့နင်းတာကိုတစ်ခါတည်းပေါင်းလိုက်မယ်ခုံနင်းပြီးလက်ကတ်ခုံနင်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 းလက်ကတ်ဒါပဲပြီးသွားပါပြီအလွယ်ဆုံးလိုက်ကလို့ရအောင်ပြောပေးထားပါတယ်ဖြည်းဖြည်းချင်းကကြည့်ပါအနည်းရပြီဆိုရင်အမြန်လေ့ကျင့်ကြည့်ပါအငယ်ချင်းတွေလေးရတော့ share ပေးလိုက်အောင်နော်အားလုံးပဲ good luck have fun bye တော်ပြီ